မင်္ဂလာပါကိုရမော်ကန် Travel and Tour ကနေကြိုဆိုပါရစေအခုကျွန်တော်ရောက်နေတဲ့ကျွန်းကတော့မြင်းခွကျွန်းဖြစ်ပါတယ်မြင်းခွကျွန်းကတော့ကော့တောင်းမြို့ကနေစပီးပုံနဲ့45မိနစ်စီးလို့ရှင်ရောက်ပါတယ်မြင်းခွကျွန်းပေါ်မှာကမ်းခြေလေးရှိပါတယ်မြင်းခွကျွန်းကတော့နေချင်းမြန်ခီးစဉ်တွေထဲမှာတွားရောက်လက်ပတ်လို့တင်ဆုံးကျွန်းလေးဖြစ်ပါတယ်နေချင်းမြန်တွားရောက်လက်ပတ်မယ်ဆိုလို့ရှင်တော့မြင်းခွကျွန်းအသေးပုံကျွန်းစားတဲ့ကြီးကျွန်းပါရာတိုက်ကျွန်းတို့ရောက်ပါမယ်အခုကြည့်လိုက်ကျွန်တော်တိတ်မတက်ရတဲ့တိတ်တောင်ပေါ် view point ကိုခဏလေးတက်တာနဲ့အဲ့လိုလှပတဲ့ရှုခင်းတွေကိုမြင်ရပါပါဒီခီးစဉ်ကိုမြင်းခွကျွန်းကျွန်းလေးကျွန်းနေချင်းပြန်ခီးစဉ်ပေါ့နော်အဲ့ဒါတရဦးကို3690ဘတ်ဖြစ်လာရောက်လည်းပဲလို့ရပါတယ်ပေါ်တော့ရောက်မှနေချင်းပြန်ခီးစဉ်တွေတွားကျင်တယ်ဆိုလို့ရှိရင်တော့ဒီလိုမြင်းခွကျွန်းနေချင်းပြန်ခီးစဉ်လေးတွေရှိပါတယ်တရားများသောယုံကြည်ယူနိုင်သောဒီစုလာဟာတမိုးရှိရာများစွာတွေကဘာနဲ့မှမလဲ